Hey guys, အဲ့ဒါဘာမှကြိုးဆိုပါရဲ့ဗျာကျွန်တော်ဒီနေ့မှာတော့ဘောလုံးပွဲတစ်ပွဲမှာအရေးပါတဲ့ technical နဲ့ analysis တွေကိုကျွန်တော်ရှင်းပြပေးတော့မှာဖြစ်ပါရဲ့ဗျာပထမဆုံး Louis Dela Fandi ရဲ့ channel back တွေကိုဘယ်လိုအလုပ်လုပ်လဲဘယ်လိုကစားသမားတွေကို channel back တွေကအရေးပါတယ်ဆိုတာကိုပြောပြပေးချင်ပါတယ်ဗျာစပိန်ကြီးပြ Louis Dela Fandi က4-3-3 ကစားကွက်ကိုအသုံးပြုခဲ့ပြီးတော့ technical missile ဟာလည်းချင်းမြောင်းပြီးတော့တည်ငြိမ်ခဲ့ပါတယ်ဒီဘလော့မှာနီးပြကြီးပန်တေးကလေးလေးပုံစံကိုပြောင်းလဲကစားတွေ့ရပြီးတော့အဲ့ဒါကြောင့် striker နဲ့ back tiger နှစ်ယောက်လုံးကရှေ့မှာဖိအားရုံသွားတယ်ဒီလိုနဲ့ပေါ်တူဂီသင်းရဲ့ attacking တွေမှာလည်း marking တွေအများရှိနေတဲ့ပုံစံမျိုးပါနီးပြပန်တေးရဲ့ဒီကစားကွက်မှာ factory က free role player ကစားသမားတူဖြစ်ပြီးတော့ midfield နဲ့ forward တွေကိုထိဆက်ပြီးတဲ့ linky role တွေကိုလည်းစနစ်တကျဒီကွက်မှာကစားနိုင်ကြတာတွေ့ရပါတယ်ဒါကြောင့်လည်းတန်းဟွာတွေပထမပိုင်းမှာအများဆုံးရခဲ့ပြီးအကောင်းဆုံးသုံးချနိုင်ခဲ့တာပါတီဂီတာကပလေးကိုဖန်တီယာမော်ဒယ်တက်နီကယ်နဲ့ချိတ်ဆက်ပြီးတော့လည်းမပေါ်နိုင်ခဲ့ပါသေးတယ်ဒီပွဲရဲ့ကီးပလီယာကတော့ဇူပီမန်ဒီဖြစ်ပါတယ်ဗျကွင်းလေကနေပြီးတော့ပေါ်တူဂီရဲ့အကောင်နာတက်တွေကိုအမှားရင်မရှိတားဆီးနိုင်ခဲ့တဲ့အပြင်ဘောက်တူဘောက်တရားတင်ပြီးတော့ချောချောမွေ့မွေ့လှုပ်ရှားမှုတွေကနေပထမဂိုးကိုလည်းဖန်တီးနိုင်ခဲ့ပါတယ်ဇူပီမန်ဒီကပွဲကိုတန်ဖိုးတွေကိုထိန်းချုပ်ထားပြီးတော့စပိန်အသင်းရဲ့ run နဲ့ speed တွေကိုလည်းကောင်းကောင်းရှာဖွေပြီးနိုင်ခဲ့ပါတယ်ဒီပွဲမှာလမားရမယ်ကိုတော့ပေါ်တူဂီသင်းရဲ့နောက်ခံလူလူရိုမန်တီကအကောင်းဆုံးတားဆီးခဲ့တာကြောင့်အနေငယ်အားနည်းမှုတွေရှိနေပြီးတော့အစာပိုင်းမှာလမားရမယ်ရဲ့ပခရော့တွေကိုသာပြင်တွေ့ရမှာပါလူဝစ်ဒန်ဘေးဟာတီကီတာကာကို modern system တွေနဲ့တွဲဖက်က midfield ထဲမှာဇူဘီဒန်ဘီနဲ့ဖေဗီရန်ဘူးတို့ကို level Facebook အဖြစ်ထားဆော့ပြီးတော့တာမန်ထက်ပိုကောင်းဖွဲ့စည်းခဲ့ပါတယ်ဒီ Facebook ဂျူရိုအပေါ်မှာ factory ကို free role player အဖြစ်ကစားထားပြီးတော့ run လုပ်ခွင့်ပေးကပွဲကိုထိန်းချုပ်ခဲ့ပါတယ်စပိန်သင်းနီးပြဟာတီကီတာကာတွေကိုပြန်ကူးမသွားပဲတီကီတာကာတွေကိုမှကိုပိုင်နီးစနစ်တွေအသုံးပြုပြီး midfield overload နဲ့ base play တွေကိုရောပြီးဖွဲ့စည်းထားတာဖြစ်ပါတယ်ပေါ်တူဂီသင်းနီးပြအေရောဘတ်တိုမာတီနက်ဟာဘလူးစစ်တပ်ပိုတီရှယ်ကိုခြေခံကစားတဲ့နီးပြဖြစ်ပြီးတော့4-3-1ဆိုတဲ့ကစားကွက်နဲ့စပိန်သင်းမှာပို့ထွက်ခဲ့ပါတယ်ဒီပြမာဒီနာက formation ကိုတစ်ခုနဲ့တစ်ခုချိန်ချက်တဲ့အချိန်မျိုးမှာ4-3-3 5-4-2 formation တွေကိုကစားတတ်တဲ့ဒီပြလေးဖြစ်ပါတယ်။ပေါ်တူဂီသင်းရဲ့ကစားကွက်ဟာဇုံကွင်းထိုးဖြစ်ပေမဲ့ဘရူနိုတယောက်တည်းစီက attacking တွေကိုမျှော်လင့်နေရတာကိုတိတိတတ်တာတွေ့ခဲ့ရပြီးတော့ဘရူနိုကလည်းကစားပွဲအခြေအနေကြောင့် free roll ဆော့ခဲ့ပြီးတော့ factory နဲ့အပြိုင်လိုက်ကစားခဲ့ရပေမဲ့အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ဒီနေ့ပွဲမှာမန်ဒီယာကီးပလီယာဖြစ်ခဲ့ပြီး man of match လည်းရခဲ့ပါတယ်ဗျ။စပိန်သင်းရဲ့ overrun တွေစပိန်ရဲ့ back line တွေထိ break လုပ်နိုင်ခဲ့ပြီးတော့စပိန်ရဲ့ middle block မှာချိုးဖောက်နိုင်ခဲ့တဲ့အပြင် technical open နဲ့လည်းဖြစ်ခဲ့ပြီးတော့ defensive transition ကို Maria carry ပေးခဲ့တာပါနောက်ထပ်ကစားသမားတစ်ယောက်ကတော့ Ronaldo ဖြစ်ပါတယ် Ronaldo က modern playing striker တစ်ယောက်အနေနဲ့ passing တွေလည်း light လုပ်ပေးနိုင်တာတွေတွေ့ရပြီးတော့ Ronaldo ရဲ့ intelligence ဟာအခုချိန်ထိအသုံးဝင်နေပြီးတော့ဒါပေမဲ့ role revolution တော့လုပ်ဖို့အချိန်တစ်ခုတော့ရောက်နေတာကိုတွေ့ခဲ့ရပါတယ်နီးပြအီမာတီနဲ့ရဲ့ကစားကွက်မှာဘရူနိုဖိုင်နယ်သားတွေကီးဘက်တွေနေရာအပြောင်းလဲတွေနဲ့ဘရူနိုကကစားခဲ့ရပြီးတော့လက်ဆိုင်ဘက်မှာမန်ဒီနဲ့လီယိုတို့ဟာစပိန်အသင်းရဲ့လက်ဆိုင်ဘက်ကိုတာဂက်ထားပြီးတိုက်စစ်ဆင်ကစားခဲ့တာကိုတွေ့ခဲ့ရပါတယ်ဒီပွဲမှာပေါ်တူဂီရဲ့ main issue တစ်ခုကတော့ midfield ကိုစပိန်အသင်းကပိတ်ခန့်ထားခြင်းဖြစ်ပါတယ်စပိန်အသင်းရဲ့4-3-3 formation ကိုဇူကာမန်ဒီနဲ့ရူရူကနေဘရူနိုကိုလူကထားပြီးတော့၎င်းဒီတယောက်ချင်းမိုင်ကင်လုပ်ပြီးတော့၎င်းအဲ့နေရာမှာမှရိုနယ်ဒိုကလည်းပြီးမကစားနိုင်တာတွေကြောင့်ဘရူနိုရဲ့ကီးဘက်တွေကဒီနေရာမှာထုတ်မရခဲ့ဘူးဗျာမာတီနဲ့ရဲ့ possibility တွေဟာစနစ်ကြလေလေစပိန်သင်းရဲ့ကွင်းလက်မှာ midfield တွေနဲ့ pressure တွေကိုရင်ဆိုင်ရမှာဖြစ်ပြီးတော့ဒုတိယပိုင်းမှာ pass တွေဝီးလာတာကြောင့်လည်းဒီပွဲရဲ့လိုအပြောင်းသွားခဲ့ပါတယ်။သို့တော့စပိန်အသင်းကိုပင်နယ်တီဆုံးဖြတ်တဲ့နိုင်ယူပြီးတော့ UEFA National Flag ကိုပေါ်တူဂီတို့ကင်ရောက်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ free hit တွေနဲ့မမပွဲတွေလိုချင်ရင်တော့ Viber နံပါတ်95965656626ကိုဆက်သွယ်လို့ရပြီးတော့ဒီကျွန်တော်တို့ရဲ့ YouTube channel BIO link BIO မှာလည်း Telegram channel